မင်္ဂလာပါခန့်ခန့်ညာညာထွက်ထွက်ဝါဝါလဲစီးစင်တယ်အကျန်းခံပြီးတော့ဒီဇိုင်းမိုင်းလဲလှရမယ်မော်ဒယ်အသစ်လဲဖြစ်ရမယ်ဆိုတဲ့မိတ်ဆွေတို့တက်ကိုအဲ့ဒီစင်ကနေအသစ်ထွက်ရှိထားတဲ့မြင်းဘိန်းလေးနဲ့မိတ်ဆက်ပေးမယ်ရှင်အခုပြပေးထားတဲ့ဘိန်းလေးဆိုရင်မော်ဒယ်2026လိုင်စင်ပါအပြီးစီးလေးဖြစ်ပါတယ်ရှင်နောက်ဆုံးပေါ်ဒီဇိုင်းလေးအသုံးပြုပေးထားတာဖြစ်တဲ့အပြင်မှာစမက်ကီရမူလေးလည်းပါမယ်ရိုးရိုးရှင်းရှင်းသုံးချင်ရိုးကီးလေးလည်းပါပါမယ်စမက်ကီရမူလေးနဲ့ဆိုရင်လည်းဒါဆက်လဲနှိုးလို့ရမယ်ရှင်မီးပိုင်းဆိုင်ရာဆိုရင်လည်း LED မီးလေးတွေကိုအသုံးပြုပေးထားပါတယ်เนาะနောက်ဆုံးဒီဇိုင်းလေးဖြစ်ပါတယ်ရှင်ဆက်ပိတ်ချင်တယ်ဆိုရင်လည်းဒါ remote နဲ့ပဲပြန်ပိတ်ချင်လည်းရပါတယ်သူ့ရဲ့ digital တိုင်ခွက်လေးကိုလည်းတစ်ချက်ပြပေးပါမယ်ရှင်တိုင်ခွက်မှာဆိုရင်လည်း digital တိုင်ခွက်လေးဖြစ်သွားပြီပေါ့เนาะ digital တိုင်ခွက်လေးနဲ့ဖြစ်သွားပါမယ်ရှင်2 box လည်းတစ်ချက်ပြပေးပါမယ်เนาะ2 box ဆိုရင်လည်းအကျယ်ကြီးပေါ့เนาะ LED ဖုန်းအားသွင်းလို့ရတဲ့ပေါက်လေးတွေလည်းပါမယ်ရှင်ဒါကတော့သူ့ရဲ့2 box ဆိုရင်ပေါ့နော်အကျယ်ကြီးပဲအုတ်ထုတ်လည်းဆန်တယ်ပစ္စည်းလည်းထမ်းပါတယ်ရှင်အင်ဂျင်မှာ 125cc ကာဗနာတိုက်လေးဖြစ်တဲ့အတွက်ခရီးဝေးဝေး highway ပေါ့နော်စိတ်ကြအသုံးပြုနိုင်ပါတယ်ရှင်မိထီလာမျိုးနိုင်စင်ရှစ်ပတ်တောင် AR ဘန်ဘေးမှာအဒီစင်ရထွက်ရှိထားတဲ့မြင်းဘိန်းလေးရောက်နေပါပြီเนาะအယောင်ကာလာအဖြစ်ကတော့အယောင်၄မျိုးလာပါတယ်လောလောဆယ်ဗီဒီယိုမှာတော့ခဲရောင်လေးနဲ့နက်6ရောင်လေးကိုအရင်ဦးဆုံးပြပေးထားတာဖြစ်ပါတယ်ရှင်နောက်ပြီးရင်ဒီဘိန်းလေးမှာဆိုရင်ပေါ့နော်တခိုးလမ်းပစ်စနစ်လေးလည်းထည့်ပေးထားတဲ့အတွက်ကိုယ့်ရဲ့ဆိုင်ငယ်လေးပေါ့နော်ဘယ်မှာပဲသွားရက်ထားတဲ့အချိန်မှာစေးဖြစ်စီမှာတေးကြပါတယ်ရှင်လိုအပ်လို့မှယူချင်နေဆိုရင်ဖုန်းနံပါတ်လေးက399910ခွန်လေးရှိဖြစ်ပါတယ်ရှင်အစည်းအကန့်အသတ်နဲ့လာတာဖြစ်တဲ့အတွက်အမြန်ဆုံးပေါ့နော်ဝယ်ယူအားပေးဖို့ဖိတ်ခေါ်ပါတယ်ရှင်လက်နင်းရင်တော့ခွက်စီရမယ်နော်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်